block view ကိုအစပြန်စောမယ်အကောင့်နဲ့မဖွင့်ခင်အရင်က O account လေးကိုပြင်ပြမယ်အမှဆိုရင်ဒါကတော့ CCK လည်းရှိတယ်စုံတော်တော်စုံပါထားရတာတနက်တည်းလည်းစုံနေပေါ့ view မှာဆိုရင်လည်းလုံးဝဒိုးရောမမ်မိုတွေရောဗုဒ္ဓ view လည်းရှိရယ် Tiger view လည်းရှိရယ်လုံးဝကိုအစုံရှိတယ် view တို့လိုချင်လည်းလာတောင်းလို့ရပါပေါ့ပြီးရင်ဒီ item လေးကအဲ့လောက်တော့မကြိုက်ပါဘူးဘာတုံးဘာမှတရားကြီးပြောင်းလဲသွားတယ်မသိဘူးမရှိဘူးဆိုတော့ရိုးရိုးပဲတုံးလိုက်ပါပြီးရင် permanent view မှာဆိုရင်တော့ rocket ရှိမယ် smoke ရှိမယ်ပြီးရင် live view ရှိမယ်ပေါ့ permanent တုံးခုပဲရှိရပါ game pass တော်တော်များများလည်းရှိပါတယ်ပြောမယ်ဆိုရင်အဲ့ပြီးရင် level 1စဆုံးမယ်ဆိုတော့ဒါကျွန်တော်ရဲ့ new account လေးပေါ့ဖောက်လိုက်ပြီး block view ကိုစ join မယ် block view ရောက်ပြီဆိုတော့ marine နဲ့ပဲစဆော့ဖို့စိတ်ကူးရှိရယ် quest လေးရင်ယူမယ် quest ယူပြီးရင် NPC လေးပါလေးဖွင့်မယ်ဒီနေ့တော့ level 1 2 3လောက်ပဲ quest တစ်ခုလောက်ယူပြီးရင်တော့တော်ပြီဆိုပဲစိတ်ကူးတာနောက်နေ့ကျမှကုတ်တွေနဲ့တေးချာဆော့ပြီးတော့ level 50 100လောက်ထိနောက်နေ့ကျမှဆော့ပြီးတင်ပေးမယ်ဒါနဲ့ကျွန်တော်ရဲ့ video ကို bro တို့ကြိုက်နေတက်ပြီးတော့ကျွန်တော်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးပဲတမ်းမှန်ပါ bro အော်ဒါနဲ့ကျွန်တော် blog view မှာဖောက်ခင်မှာဆိုရင်ဘာလုပ်ဝင်လဲဆိုရင် stat တွေအကုန်လုံးကို block view တိုင်းလည်းမထည့်ဘူး source လည်းမထည့်ထားပဲနဲ့အကုန်လုံးကို define နဲ့ melee မှာပဲကျွန်တော်အခုပြမယ့်အတိုင်းမှာပဲအဲ့လိုပဲထည့်ထားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့လိုပို့ပြီးတော့အဆင်ပြေရပေါ့မဟုတ်ဘူးဆိုရင်လည်း block view ကတုံးမနဲ့တော့ထည့်မထားခြင်းတော့